သားတွေထဲမှာခေါင်းဆောင်ဖြစ်တဲ့ဂျက်ဟာဆင်းရဲတဲ့အတွက်ကျောင်းကဘတ်စကတ်ဘောအသင်းကလူချမ်းသာလေးတွေရဲ့အနိုင်ကျင့်တာကိုအမြဲခံရပါတယ်။တနေ့မှာတော့ကျောင်းသားတွေကဟင်နရီကိုပညာပေးဖို့ရေပုံးနဲ့ထောင်ချောက်ဆင်ထားပါတယ်။ဒါပေမဲ့ဟင်နရီရဲ့တုံ့ပြန်မှုကအယမ်းမြန်လွန်းနေတော့ကျောင်းသားတွေပဲအံ့ဩသွားရပါတယ်။ဟင်နရီကသူတို့ကိုစုမဲ့အစားစိတ်လိတ်ထဲမှာပါဝင်တဲ့ဓာတုဗေဒအကြောင်းအရာတွေကိုလက်တွေ့သင်ပြပေးလိုက်တဲ့အခါကျောင်းသားတွေဟာပထမဆုံးအကြိမ်ဖြစ်စာသင်တာကိုစိတ်ဝင်စားလာကြပါတယ်။ဒါပေမဲ့ပြဿနာကအပြင်မှာရှိနေပါတယ်။ကျောင်းသားတွေဟာရန်ပွဲတစ်ခုမှာပါဝင်ခဲ့တဲ့အတွက်ကျောင်းထုတ်ခံရမယ့်အခြေအနေနဲ့ရင်ဆိုင်ရပါတယ်။ဟင်နရီဟာသူ့ကျောင်းသားတွေဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာကိုသိဖို့နောက်ကျောင်းလိုက်ကြည့်ပါတယ်။ဇူဖာဟာပါကစ္စတန်နွယ်ဘွားဖြစ်လို့ခွဲခြားဆက်ဆံခံနေရတဲ့ဒီနန်ကတော့သူ့အဖေကသားယောက်ျားလေးပဲလိုချင်ခဲ့လို့စိတ်တန်ရာရနေတဲ့မိန်းကလေးပါဘရော့စ်နဲ့ခရစ်ညီကိုနှစ်ယောက်ကတော့အရက်သမားအဖေကြောင့်ဘဝပြတ်နေရသူတွေပါဟင်နရီဟာကျောင်းသားတစ်ယောက်ချင်းစီရဲ့ဘဝထဲကိုဝင်ရောက်ကူညီပေးပါတယ်။ဇူဖာကိုလူရှိမှတချင်းဆိုရဲအောင်လုပ်ပေးတဲ့ဒီနန်နဲ့သူ့အဖေကြားကအထင်လွဲမှုတွေကိုကားပြိုင်ပွဲတစ်ခုကနေတဆင့်ဖြေရှင်းပေးပါတယ်